Lex Luthor ထင်ရှားကြော်ကြားသောစစ်ဝတ်စုံသည့် Dick Studios Man of Tomorrow ဇာတ်ကားတွင်တတိယအကြိမ်မြောက်အသက်ဝင်လာတော့မည်ဖြစ်သည် Dick Studios သည်လာမည့်နှစ်တွင် Lex Luthor ကြော်ကြားလာသောစစ်ဝတ်စုံကိုဇလန်းရုပ်ရှင် Live Action အဖြစ်တတိယအကြိမ်မြောက်ယူဆောင်လာတော့မည်ဖြစ်သည် Superman အဆိုးဝါးဆုံးသောရန်သူတော်ကြီးသည်သူ၏ကြွယ်ဝချမ်းသာမှုနှင့်ဉာဏ်ရည်ကိုအသုံးပြုကာ Man of Steel ကိုနှိမ်နင်းရန်ကြိုးပမ်းလေ့ရှိသည်ဟုလူသိများသော်လည်းတချို့အချိန်များတွင်သူ့ကိုယ်ပိုင်စူပါစွမ်းအားပါဝင်သောဝတ်စုံကိုတီထွင်ပြီးရင်ဆိုင်လေ့ရှိသည့်ဤစစ်ဝတ်စုံကိုနှစ်များတစ်လျှောက်အကြိမ်ကြိမ်မြင်တွေ့ခဲ့ရတော့လဲ Live Action Deep Project များတွင်မူလက်ချိုးရည်တွဲ၍ရနိုင်သောအကြိမ်ရည်တွဲခန့်သာပါဝင်ခဲ့မှုသည် Dick Man of Tomorrow ဇာတ်ကားကို2028ခုနှစ်ဇူလိုင်လ9ရက်နေ့တွင်ရုံတင်ပြသရန်ရည်ရွယ်ထားပြီးလက်ရှိတွင်ရိုက်ကူးရေးလုပ်ငန်းများလှုပ်ဆောင်နေဆဲဖြစ်သည်ဇာတ်ကားအတွက် Nicholas Hoult တရုပ်ဆောင်မိ Lex Luthor အဆင့်မြင့်တင်ထားသောပုံစံကို Dick Studios မှတရားဝင်ထုတ်ဖော်ပြသခဲ့သည်အဆိုပါဓာတ်ပုံတွင် Hoult အား Dick Comics ထဲတွင်ဝတ်ဆင်ထားသည့်အတိုင်းအစိမ်းနှင့်ခရမ်းရောင်ဆက်ပစ္စည်းစစ်ဝတ်စုံဖြင့်မြင်တွေ့ရမည်ဖြစ်သည်Dick Studio မှ Hoult ဝတ်စုံဝတ်ဆင်ထားသည့်တရားဝင်ဓာတ်ပုံကိုမမျှဝေမီကလေးက Man of Tomorrow ဇာတ်ကား၏ရိုက်ကွင်းဓာတ်ပုံများမှတဆင့်ဤဝတ်စုံကိုမြင်တွေ့ခဲ့ရပြီးဖြစ်သည်။ယင်းကဤစစ်ဝတ်စုံသည်ကွန်ပျူတာအထူးပြုလုပ်ချက် Visual Effects များဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ Hoult ကိုယ်တိုင်တကယ်ဝတ်ဆင်နိုင်သောလက်တွေ့အသုံးအဆောင်ပစ္စည်းဖြစ်ကြောင်းအတည်ပြုပေးခဲ့သည်။ Director James Gunn ကလည်းလူမှုကွန်ရက်ပေါ်တွင်ဤဝတ်စုံသည်100%လက်တွေ့အစစ်အမှန်ဖြစ်သည်ဟုအတည်ပြုပြောကြားခဲ့ပြီး Hoult အနေဖြင့်အံ့ဩစရာကောင်းလောက်အောင်လှုပ်ရှားနိုင်ပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်သည်ဟုဖြည့်ဆွတ်ပြောကြားခဲ့သည် Man of Tomorrow ဇာတ်ကားအတွက် Luthor စစ်ဝတ်စုံဒီဇိုင်းသည့်ကာတွန်းစာအုပ်များထဲမှအတိုင်းဖန်တီးထားခြင်းဖြစ်ပြီးအစိမ်းနှင့်ခရမ်းရောင်အယောင်သွေးမှစ၍အစစ်မြင့်နည်းပညာသုံးတန်ချက်ကပြားများနှင့်အကာအကွယ်ပါဝင်သောအုတ်ထုပ်ပိုင်းထိကာတွန်းဒီဇိုင်းနှင့်တစ်ထပ်တည်းကျအောင်ဖန်တီးထားသည်Dick Comics တွင် Lex စစ်ဝတ်စုံသည်မတူညီသောစစ်မြစ်အမျိုးမျိုးရှိပြီးတခါတရံဂျိုသားနည်းပညာများဖြင့်တိစောက်ထားခြင်းသို့မဟုတ် Superman တိုက်ခိုက်မှုများကိုခံနိုင်ရရှိစေရန်အထူးထုတ်လုပ်ထားခြင်းမျိုးဖြစ်တတ်သည် Luthor သည်ရင်းပိုင်ဆိုင်သောကိုယ်ပွား Superman ကိုအသုံးပြုခွင့်ရှိနေသည့်အတွက် Man of Tomorrow ဇာတ်ကားတွင်ဒုတိယအချက်ဖြစ်ရန်ပိုများပုံရသည်မည်သို့ပင်ဖြစ်စေဤဝတ်စုံသည်Luthor အားလူစွမ်းအားရှင်ကဲ့သို့ခွန်အားခံနိုင်ရည်ပြန်တန်းနိုင်စွမ်းနှင့်အစစ်မြစ်လက်နက်များအပါအဝင်ထပ်ဆောင်းစွမ်းအားများကိုပေးစွမ်းနိုင်မည်ဖြစ်သည်လက်ရှိအခြေအနေအရ Luthor သည်ဉာဏ်ရည်ထက်မြက်ပြီးချမ်းသာကြွယ်ဝကနည်းပညာနှင့်လက်နက်များကိုအသုံးပြုနိုင်တော်လဲသူသည်တာမန်လူသားတဦးသာဖြစ်၍ Superman ကဲ့သို့သောသူကိုတိုက်ခိုက်ရန်မဖြစ်နိုင်ပေစစ်ဝတ်စုံပါဝင်လာခြင်းကစွမ်းရည်များကိုမျှတသွားစေပြီး Hoult ဇာတ်ကောင်ကိုရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများတွင်ပိုမိုပါဝင်လာစေမည်ဖြစ်သည်ထို့အပြင် Man of Tomorrow ဇာတ်ကားတွင်ပိုမိုကြီးမားသောချိန်ချောက်မှုဖြစ်သည့် Lois-Lane the Brainiac ကိုတိုက်ခိုက်ရန်သူ၏ရန်သူတော်ကြီး Superman နှင့်မလွဲမရှောင်သာပူးပေါင်းရမည့် Luthor အတွက်ဤဝတ်စုံသည်မရှိမဖြစ်လိုအပ်ပုံရသည် Dick Studios သည် Luthor စစ်ဝတ်စုံကိုဇလန်းရှည်ရုပ်ရှင် Live Action Feature Film တွင်ပထမဆုံးမိတ်ဆက်ပြသမည်ဖြစ်တော်လဲဤဝတ်စုံကိုအသုံးပြုဖူးသည့်ပထမဆုံးသော Live Action Deep Project တော်မဟုတ်ပေSupergirl Lex Luthor စစ်ဝတ်စုံကိုဇလန်တွဲအဖြစ်ပထမဆုံးမြင်တွေ့ခဲ့ရသည်မှာ Melissa Benoist မှ Kara Zor-El အဖြစ်နှင့် Jen Cryer မှ Lekha အဖြစ်တရုပ်ဆောင်ထားသည့်တခု Supergirl ဇလန်တွဲတွင်ဖြစ်သည်ဤရုပ်မြင်သံကြားဇလန်တွဲတွင်စစ်ဝတ်စုံကိုကွဲပြားသောပုံစံဖြင့်ချင်းကပ်ခဲ့ပြီး Lexus ဟုအမည်ပေးခဲ့သည်ယင်းဝတ်စုံကို Supergirl Season 2တွင်စတင်မိတ်ဆက်ခဲ့ပြီးနောက်ဆုံး Season အထိမကြာခဏပါဝင်လာခဲ့သည်Lexus သည်ကာတွန်းထဲကအတိုင်းအစိမ်းနှင့်ခရမ်းရောင်ကိုထိမ့်သိမ်းထားတော်လဲပုံတံမျက်နှာဖုံးအကာပါဝင်သောတောက်ပသည့်အုတ်ထုပ်အသစ်ကိုမိတ်ဆက်ခဲ့သည်အဆိုပါ Lexus တွင်ဝတ်ဆင်သူ၏ကိုယ်ပေါ်၌အလိုလျောက်ပေါ်လာနိုင်ပျောက်သွားနိုင်သည့်စွမ်းရည်နှင့်ထုတ်သွင်းနိုင်သော Kryptonite ဓာတ်သွားများကဲ့သို့သောထူးခြားသည့်စွမ်းအားများပါဝင်သည် Supergirl တွင်ဤဝတ်စုံကို Lekha အများဆုံးဝတ်ဆင်လေ့ရှိတော်လဲ Lillian Luthor နှင့် Lana Luthor ကဲ့သို့သောအခြား Luthor မိသားစုဝင်များလည်းအသုံးပြုခဲ့ကြသည်ဤဝတ်စုံသည် Man of Tomorrow ဇာတ်ကားတွင် Hoult ဝတ်ဆင်သည့်ဝတ်စုံထက်အနည်းငယ်အရွယ်အစားသေးငယ်ပြီးအုတ်ထုပ်ဒီဇိုင်းမှာလည်းအလွန်ကွာခြားသည် Supergirl version သည်ဝတ်ဆင်သူ၏မျက်နှာတစ်ခုလုံးကိုလုံးဝဖုံးအုပ်ထားတော်လဲ Hoult ဝတ်စုံတွင်မူခေါင်းပတ်လည်၌ကြည်လင်သောမှန်ပလတ်စတစ်အကာအရန်ပါရှိသည် Superman Lois Luthor စစ်ဝတ်စုံကိုဒုတိယအကြိမ်မြင်တွေ့ရသည်မှာမကြာသေးမီကထုတ်လွှင့်ခဲ့သော Warner Bros. Superman ဇာတ်လမ်းတွဲဖြစ်သည့် Superman Lois တွင်ဖြစ်သည်
Clark Kent နှင့် Lois Lane တို့အားဆယ်ကျော်သက်အရွယ်သားနှစ်ယောက်၏မိဘများအဖြစ်ပုံဖော်ထားသောဤဇလန်တွဲတွင် Michael Cutlet မှ Lex Luthor အပါအဝင် The Comics နာမည်ကြီးဇာတ်ကောင်များစွာပါဝင်ခဲ့သည် Superman Lois တွင် Lex Luthor ဇာတ်ကောင်သည်ဉာဏ်ရည်ထက်မြက်ပြီးချမ်းသာကြွယ်ဝသူအဖြစ်ဆက်လက်တည်ရှိနေတော်လဲဇလန်၏နောက်ပိုင်းများတွင်သူသည် John Henry Irons ကိုခိုးယူကာအဆင့်မြင့်တင်ထားသည့်စစ်ဝတ်စုံကိုမိခိုလာရသည်ထို့ကြောင့် Superman Lois မှစစ်ဝတ်စုံသည်ရိုးရာပုံစံနှင့်အတော်လေးကွဲပြားနေသည်ဂင်းသည်အနက်ရောင်တတုကိုယ်တည်းအပြည့်ဖြစ်ပြီးအခြားပါရှင်များကဲ့သို့အစိမ်းရောင်များမပါဝင်ပေ Superman Lois တွင် leather ဝတ်ဆင်သောစစ်ဝတ်စုံသည်စစ်မြင့်နှင့်ဒီဇိုင်းပိုင်းအလွန်ကွာခြားတော်လဲ Man of Tomorrow ဇာတ်ကားတွင်ပါဝင်မည့်ဝတ်စုံနှင့်အလားတူကြံ့ခိုင်မှုနှင့်စွမ်းဆောင်ရည်အဆင့်တန်းမျိုးရှိပုံရသည်